ကောင်လေးတစ်ယောက်ဟာဖန်ကော်လီတစ်လုံးကိုမြေကြီးပေါ်ကိုချလိုက်တာနဲ့အဲ့ဒီဖန်ကော်လီလုံးဟာသူ့လိုလိုလှေကားတစ်ဘက်ကိုလှိမ်သွားခဲ့ပါတယ်။အဲ့ဒါကိုအဖေဖြစ်သူကလည်းမြင်ပြီးတော့လန့်သွားပြီးတော့ဖန်ကော်လီနောက်ထပ်တစ်လုံးကိုကျမ်းမြင့်မော်ကိုထပ်ပြီးတော့တင်ကြည့်လိုက်ပါတယ်။ဒါပေမဲ့လို့ကြောက်စလုံးကငြိမ်နေခဲ့ပါတယ်။အဲ့ဒါကိုစနေဖြစ်တဲ့သူကလည်းရှယ်လိုက်ပြီးတော့ဒီလိုမျိုးစိတ်ပူနေစရာမလိုပါဘူးရှင်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့အဲ့ဒီညမှာမိုးကြီးတာကြောင့်တိုက်တိုင်းလုံးဟာ9စင်တီမီတာလောက်ကိုမြေကြီးထဲကိုကျွံသွားခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာအိမ်နီးချင်းလူကပဒင်းပေါက်မှန်မှာအကွဲကြောင်းတွေကိုတတိထားမိသွားပါတယ်။ယောက်ျားဖြစ်တဲ့သူကလည်းအလုပ်သွားမဲ့လမ်းမှာလည်းပုံမှန်ဆိုရင်ညညာနေတဲ့လမ်းမကြီးကကောက်ကွေးနေတာကိုတွေ့လိုက်ရပါတယ်။သူဟာအိမ်ပိုင်ရှင်ကိုဖုန်းဆက်ပြီးတော့မြေကြီးထဲကိုကျွံနေတဲ့အိမ်ကိုပြင်ဖို့ပြောပေမဲ့အိမ်ပိုင်ရှင်ကတော့လစ်လူရှုခဲ့ပါတယ်။နိုင်နေခဲ့ကြပြီးတော့တဲ့နောက်မှာတော့တိုက်ကစတင်ပြီးတော့လှုပ်ရန်လာခဲ့ပါတယ်။ပထမတော့ငလျင်လှုပ်တာလို့ကိုထင်လိုက်ခဲ့ပေမဲ့မျက်စိတမိအတွင်းမှာပဲတိုက်တစ်ခုလုံးကမြေကြီးထဲကိုမြုပ်ဝင်သွားခဲ့ပါတယ်။ဈေးကနေပြီးတော့ပြန်လာတဲ့စနီးတွေကလည်းအိမ်ပြောင်ဆုံးနေတာကိုတွေ့ပြီးတော့အကြီးကျယ်ကိုထိတ်လန့်ကသတိလစ်သွားခဲ့ရပါတယ်။ယောက်ျားဖြစ်တဲ့သူကတားရဲ့အခန်းထဲကိုဖွင့်ကြည့်လိုက်ပေမဲ့အခန်းထဲမှာတားဖြစ်သူကိုရှာမတွေ့ခဲ့ပါဘူး။အဲ့ဒီအချိန်မှာကားတစ်စီးကလည်းသူတို့စီကိုလဲဝင်လာတာကိုတွေ့လိုက်ရပါတယ်။